ဤအမျိုးသမီးသည်လက်ချောင်းနှစ်ချောင်းသာအသုံးပြုပြီးကဘာပေါ်တွင်အမြန်ဆုံးဆက်ရိုက်နိုင်သူဖြစ်သည်တနေ့တွင်သူမသည်ဆက်ရိုက်ပြိုင်ပွဲတစ်ခုတွင်ပါဝင်ခဲ့သည်သို့သောအခြားပြိုင်ပွဲဝင်များအားလုံးသည်လက်ချောင်း10ချောင်းလုံးကိုအသုံးပြုနေကြပြီးသူမသည်စကားလုံးနှလုံးသာကွာခြားပြီးရှုံးနိမ့်ခဲ့သည်ထို့နောက်သူမခင်ပွန်းကသူမကိုလေ့ကျင့်ပေးရန်ဆုံးဖြတ်ခဲ့သည်သူကလက်ချောင်း10ချောင်းလုံးအသုံးပြုပြီးဆက်ရိုက်နည်းကိုတင်ပေးခဲ့သည်ပိုမိုလွယ်ကူစေရန်အတွက်ဆက်ရိုက်ဆက်ပေါ်ရှိခလုတ်များနှင့်ကိုက်ညီအောင်သူမလက်ချောင်းများကိုအယောင်မျိုးမျိုးလိမ့်ပေးခဲ့သည်ထို့အပြင်လက်ချောင်းများပိုမိုလွတ်လပ်ပြီးအင်အားရှိလာစေရန်ပီယာနိုတီးနည်းကိုလည်းတင်ပေးခဲ့သည်နှစ်လကြာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက်သူမသည်ထပ်မံရန်ပြိုင်ပွဲသို့ဝင်ရောက်ခဲ့သည်ဒီတစ်ကြိမ်တွင်သူမသည်အဆင့်တိုင်းကိုအနိုင်ရခဲ့ပြီးအမျိုးသားအဆင့်ပြိုင်ပွဲသို့ရောက်ရှိသွားခဲ့သည်အမျိုးသားပြိုင်ပွဲတွင်သူမသည်နိုင်ငံအတွင်းဘယ်သူမှအနိုင်မယူနိုင်ခဲ့ဘူးသောအမျိုးသမီးတစ်ဦးနှင့်ရင်ဆိုင်ခဲ့ရသည်ပြိုင်ပွဲစတင်ချိန်တွင်အမျိုးသမီးနှစ်ဦးလုံးဆက်ရိုက်မှုအမြတ်နှုန်းကတန်းတူဖြစ်နေခဲ့သည်သို့သောပြိုင်ပွဲပြီးဆုံးချိန်တွင်အမတ်သည်တန်းတူဖြစ်သွားသဖြင့်အကဲဖြတ်သူများကအနိုင်ရရှိသူကိုမဆုံးဖြတ်နိုင်ခဲ့ကြပါထို့ကြောင့်9မိနစ်အနားယူပြီးဒုတိယအကြိမ်ပြိုင်ပွဲကိုကြေညာခဲ့သည်ထိုအချိန်တွင်သူမခင်ပွန်းကဒေါသထွက်ပြီးလေ့ကျင့်ပြင်ဆင်မှုအားလုံးပြုလုပ်ပြီးသားဖြစ်တော်လဲသူမအနိုင်မရနိုင်သေးကြောင်းပြောခဲ့သည်အမျိုးသမီးလည်းဒေါသဖြစ်လာပြီးနောက်ဆုံးအကြိမ်တွင်သူမဒေါသနှင့်စိတ်ညစ်မှုအားလုံးကိုဆက်ရိုက်ဆက်ပေါ်သို့လောင်းချလိုက်သည်သို့သောသူမမသိခဲ့သည်မှာဤအခြေအနေကိုပင်သူမခင်ပွန်းကရည်ရွယ်ချက်ရှိရှိဖန်တီးထားခြင်းဖြစ်သည်